ဒီနေရာမှာကျွန်တော်3000ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ credit card ထဲကနေဘလောက်ပဲ3000လာကုန်လို့ရှိရင်ကျွန်တော်3000ပဲဖြတ်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဒီဗီဒီယိုလေးမှာတော့ PayPay credit card ထဲကနေကျွန်တော်အသုံးပြုထားတဲ့ပတ်စံကိုလာကုန်လို့ရှိရင်တစ်ချိန်တည်းနဲ့ငွေအပြီးချီနေကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူချင်းမလို့ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ PayPay application ထဲဝင်ရမှာဖြစ်ပါတယ် PayPay application ထဲရောက်လို့ရှိရင်ကျွန်တော်တို့ညာဖက်ကိုဆွဲရမှာဖြစ်ပါတယ်ညာဖက်ဆွဲလိုက်မယ်ဆိုကျွန်တော် credit card ရှိပါတယ်ခင်ဗျကျွန်တော်ဒီ cap ပုံလေးဆိုတဲ့နေရာလေးထဲဝင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာရောက်လို့ရှိရင်ဘက်အကောင့်နဲ့ချိန်ထားတဲ့အောက်နားလေးမှာ share like gain ကကူချောဆေးဆိုတာရှိပါတယ်ခင်ဗျကျွန်တော်ဒါလေးထဲဝင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ Marugo to Flat to Revo ဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးထဲဝင်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်3000ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ credit card ထဲကနေဘလောက်ပဲ3000လာကုန်လို့ရှိရင်ကျွန်တော်3000ပဲဖြတ်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီနေရာမှာဝေပြောင်းပေးရမှာဖြစ်ပါတယ်ကျွန်တော် Heko Suru နဲ့မှာဖြစ်ပါတယ်ကျွန်တော် Shopping Go Revo နဲ့မှာဖြစ်ပါတယ်တကယ်လို့ကျွန်တော် credit card 1020သုံးခွင့်ရှိတယ်လို့ရှိရင်ကျွန်တော်တို့တစ်လကိုတစ်ကြိမ်တည်းနဲ့ငွေချေမယ်ဆိုကျွန်တော်ဒီနေရာမှာ1020တို့ဝယ်ပြင်ပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်တစ်လကို1000ခွဲပဲဖြည့်စစ်ချင်လို့ရှိရင်ကျွန်တော်ဒီနေရာမှာ1000ခွဲလို့ကျွန်တော်ဝယ်ရေးပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်လကုန်လို့ရှိရင်1000ခွဲပဲဖြတ်မှာဖြစ်ပါတယ်ဒီလသုံးထားတဲ့ပတ်စံကိုကျွန်တော်လကုန်လို့ရှိရင်တစ်ကြိမ်တည်းနဲ့အပြီးချေလို့ရှိရင်ကျွန်တော်ဒီနေရာမှာ credit card ကပေးထားတဲ့ငွေအမောက်ကိုကျွန်တော်ဒီနေရာမှာအပြည့်ဝယ်ရေးရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့1020သုံးခွင့်ရှိရကျွန်တော်1020ရေးရမှာဖြစ်ပါတယ်3000ရဲ့သုံးခွင့်ရှိရကျွန်တော်3000ရေးရမှာဖြစ်ပါတယ်ခုကျွန်တော်ကတော့ဒီမှာ1020ရေးလိုက်မယ်ခင်ဗျပြီးကျွန်တော်အောင်နာလေးဆွဲချလိုက်မယ်ဆိုရင်ခါခုနေကမဲ့ဆူဆူမှုနဲ့ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်လကုန်လို့ရှိရင်တစ်လ3ဝီသားပတ်စံကိုတစ်လတစ်ချိန်နဲ့ငွေချေမှာဖြစ်ပါတယ်လာကုန်လို့ငွေချေသွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ credit card ပေးတော့တဲ့ငွေအမောက်တိုင်းကျွန်တော်တို့ပြန်အသုံးပြုလို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ